တပါးသောသူတွေကကိုမုံလို့မလိုလို့ပြောတဲ့စကားရုပ်တွေကိုခေါင်းထဲမှာထည့်ပြီးတော့အဖန်ဖန်ထပ်ထပ်တွေးပြီးတော့ကိုပြောလိုက်တာကြီးကိုအကြာကြီးခံစားပြီးတော့အဲ့ဒါကြီးကိုမပြစ်နိုင်မချနိုင်မဲနဲ့အမှတ်ရတိုင်းထုတ်ထုတ်ပြီးတော့ကြည်နေတဲ့ပစ္စည်းတစ်ခုလိုကိုသူများကမုံလို့ပြောတဲ့စကားတွေကိုအဖန်ဖန်ထပ်ထပ်စဉ်းစားပြီးတော့ဒေါသကိလေသာတွေနဲ့ပင်ပန်းမနေပါနဲ့တဲ့နာအဝက္ခေယမကြည်မနှက်စိတ်ဝယ်မှတ်၍မပြတ်ခါကအောင်းမိဆင်ခြင်၍မနေရသူများကကိုမုံလို့ပြောတဲ့စကားတွေကိုမမေ့နိုင်မဲနဲ့တိမ့်တိမ့်ထားပြီးတော့ပြန်ပြီးတော့ထုတ်ထုတ်ခံစားပြီးတော့မနေပါနဲ့တဲ့သဘောပေါက်တယ်နော်အဲ့ဒါနံပါတ်1နောက်နံပါတ်2မြတ်စွာဘုရားကဘာသင်ကြားတုံးဆိုတော့ပရိသံသူတစ်ပါးတို့ဤကတာကတံပြုအပ်မပြုအပ်အယယဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝခေယအလုတ်တစ်ခုဂယုပြု၍ကြည်ရှုဆင်ញင်၍မနေရသူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုယ့်ရဲ့အလုတ်တစ်ခုကြီးလို့သဘောထားပြီးတော့စဉ်းစားရင်းနဲ့တန်ဖိုးရှိတဲ့အချိန်တွေမကုန်ပါစေနဲ့တဲ့တရားဓမ္မတို့ဘဝမှာခေါင်းထဲမှာတွေးနေတဲ့အတွေးတွေဟာသူများအကြောင်းတွေးနေတဲ့အတွေးတွေနဲ့အချိန်ကုန်ခဲ့တာများလှပြီဗျဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတန်ဖိုးရှိတဲ့အလုပ်တွေကိုလုံနိုင်ခွင့်ရှိတဲ့ဒီအချိန်ဒီခွန်အားတွေကိုအရေးမပါအရာမရောက်တဲ့သူတစ်ပါးအကြောင်းတွေကိုတွေးရင်းနဲ့ပြုံးတီးသွားမှဆိုးလို့တားမြစ်တာနံပါတ်2ဟုတ်လားနံပါတ်1ကသူများကကိုမုံလို့ပြောတဲ့စကားတွေကိုတွေးပြီးတော့ဒေါသတွေဖြစ်ပြီးတော့မကြည်မနှက်နဲ့ခံစားမနေပါနဲ့ပြီးခဲ့ပါပြီဟုတ်လားနောက်သူတစ်ပါးဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုအလုပ်တစ်ခုလိုသဘောထားပြီးတော့စဉ်းစားမနေပါနဲ့ဟုတ်လားနောက်နံပါတ်3အတ္တနောဝမိမိဣသာလျံကတာနိစ္စပြုအပ်သောမှုတို့ကို၎င်းအာကတာနိစ္စမပြုအပ်သောမှုတို့ကို၎င်းအဝေခေယအလုတ်တစ်ခုဂယုပြု၍ကြည်ရှုဆင်ခြင်ကြကုန်ရ၏ကိုဘာတွေလှုပ်ထားတယ်ကိုဘာတွေမလှုပ်ရသေးဘူးတနည်းအားဖြင့်တန်ဖိုးရှိတဲ့လူဘဝနဲ့ထိုက်တန်တဲ့မြင့်မြတ်တဲ့အလုပ်တွေကိုငါဘလောက်လှုပ်ပြီးပြီလဲငါဘယ်အတိုင်းတာအထိလှုပ်ပြီးပြီလဲငါဘလောက်မလှုပ်ရသေးဘူးလဲလို့ဒါကိုပဲစဉ်းစားပါတဲ့ဟုတ်ရလားငါဘဝမှာပြဿနာတွေအခက်ခဲတွေအများကြီးဖြေရှင်းเสียကြံသေးတယ်လို့နားလည်ထားဖို့လိုတယ်ဗျဒကာကြီးဒကာမကြီးများဘဝမှာမဖြေရှင်းရသေးတဲ့ပြဿနာတွေအခက်ခဲတွေအများကြီးရှိသေးတယ်ဗျအိုရအောင်မဲနာရအောင်မဲသေရအောင်မဲပစ္စည်းရှိမရှိမရွေဘူးဂုံမရှိမရွေဘူးလူတိုင်းတန်းတူရင်ဆိုင်ရမယ့်အခက်ခဲပြဿနာကြီးတွေအိုရဟာသိကြီးကျယ်တဲ့ပြဿနာဗျနားရဲဆိုတာလဲကြော်ဖြတ်ဖို့အင်မတန်ခဲရင်တဲ့အစဉ်ပြေတဲ့စိတ်တွေအင်မတန်ဖြစ်ဖို့ခက်ခဲတဲ့ပြဿနာကြီးဗျသေတယ်ဆိုတာကတော့တကယ့်ကိုဘဝမှာအကြီးကျယ်ဆုံးပြဿနာပါပဲနောက်ဘဝတန်တရားကြီးနဲ့လည်းဆက်နေတာဆိုတော့သေခြင်းတရားဟာသိကြီးကျယ်တဲ့ပြဿနာပေါ့အဲ့ဒီလိုဖြေရှင်းရခက်တဲ့မဖြေရှင်းလို့လည်းမဖြစ်တဲ့ပြဿနာတွေအခက်ခဲတွေတွေ့လာရင်ဘယ်အတိုင်းတာအထိပြေလေအောင်ဖြေရှင်းနိုင်တဲ့အစွမ်းအစတွေရှိပြီလေအဲ့ဒါတည်းတဲ့ငါဘလောက်လုတ်ပြီးပြီလေလို့မစဉ်းစားသင့်ဘူးလားစဉ်းစားသင့်နေဒါကြောင့်ကို့မှာဘလို့အစွမ်းတွေရှိပြီးပြီလေဘလို့အစွမ်းတွေကတော့မရှိသေးဘူးလေလို့ကို့အကြောင်းကိုယ်သာလျင်အရေးတကြီးသဘောထားပြီးတော့စဉ်းစားရမယ်ဟုတ်ရလားအဓိပ္ပာယ်ဘယ်နှမျိုးပြောလိုက်လဲ3မျိုးပြောလိုက်တယ်ဘဝမှာအင်မတန်အခြေခံကြပြီးတော့အင်မတန်ရေးကြီးတဲ့ဆုံးမတော်မူချက်လို့ဦးဇင်းတို့ကတော့အဲ့ဒါလိုယုံကြည်ပါတယ်တခါကြီးဒီမကြီးများလည်းယုံကြည်ကြလိမ့်မယ်နဲ့တူပါတယ်ဒီကနေ့ညအဲ့ဒီအချက်ကလေး3ချက်ကိုတဏှာကြီးခွဲအတွင်းမှာဦးဇင်းတို့စွမ်းနိုင်တဲ့လောက်ချဲ့ထွင်ပြီးတော့ပြောသွားပါမယ်နော်အခုတော့ဦးဇင်းတို့ကဘာဆက်ပြောမှလဲဆိုတော့ဒီဂါထာလေးဟောကြားရခြင်းရဲ့အကြောင်းဝတ္ထုပြောပြမယ်
ဒီဂါထာကိုမြတ်စွာဘုရားဘာကြောင့်ဟောသလဲဆိုတဲ့အကြောင်းနိဒန်းပေါ့တာဝတိမြို့မှာမအေးတစ်ခုသားတစ်ခုလင်ယောက်ျားကဆုံးမသွားလို့မအေးတစ်ခုသားတစ်ခုနေထိုင်တဲ့ဒကမာကြီးတစ်ယောက်ရှိတယ်တူရီတော်သားလေးသူ့မှာအဲ့ဒီတူရီတော်သားလေးအပြင်သူအင်မတန်ကြည်ညိုတဲ့မျက်နှိုးတဲ့ပါဝေယကလို့အမည်ရှိတဲ့ဒိဋ္ဌိတက္ကရွန်တစ်ယောက်လည်းရှိတယ်သူကမြတ်စွာဘုရားနဲ့ခင်ဆိုတော့အဲ့ဒီတက္ကရွန်ကိုသူကအင်မတန်ကြည်ညိုတာသားလို့လည်းချစ်တယ်လုပ်เสียရှိတဲ့လုပ်ဆိုရင်အဲ့ဒီတက္ကရွန်ကိုအမြဲတမ်းတိုင်ပင်တယ်ဒီလိုနဲ့နေလာရင်းနဲ့သုံးလောကထူတာသဗ္ဗညုမြတ်စွာဘုရားပွင့်တော်မူလာတော့တာဝတိမြို့တဲကလူတွေအချင်းချင်းပြောကြရင်းနဲ့ဘုရားရဲ့ဂုဏ်တွေဘုရားရဲ့ကျေးဇူးတွေကသူ့ရဲ့နားထဲကိုရောက်လာတယ်ပါဠိဝေမင်းသားမြတ်စွာဘုရားဟာကိလေသာခတ်သိမ်းချုပ်ငြိမ်းတော်မူတဲ့မကောင်းတဲ့စိတ်အညစ်အကြေးပူလောင်စေတတ်တဲ့စိတ်ဓာတ်တွေဘာမှမရှိတော့ဘူးတဲ့ဂေါတမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားဟာသိเสียတရားအလုံးစုံကိုအကုန်လုံးသိတော်မူတဲ့ချမ်းသာကြောင့်တရားဆင်းရဲကြောင့်တရားအကုန်လုံးသိတော်မူတဲ့ဒါဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်အနန္တရှိတဲ့အ내ကဒါအကျဉ်းချုပ်လိုက်မယ်ဆိုရင်ဒီနှမျိုးပဲဒါလေးလည်းပဲအပြေလွားလေးမှတ်လိုက်ပါဦးဗျာမြတ်စွာဘုရားရဲ့ဂုဏ်ကိုအကျဉ်းချုပ်မယ်ဆိုလို့ရှိရင်ကိလေသာနဲ့သိเสียကုန်တာဒီတည်းဘာနဲ့ဘာကုန်နဲ့ကိလေသာရဲ့သိเสียရဲ့ကုန်တာအညစ်အကြေးတွေစိတ်အညစ်အကြေးတွေဘာမှမရှိတော့မသိသေးတာဆိုလို့ဘာမှမရှိတော့အဲ့ဒါလို့ဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုကြားရတော့ဒကမာကြီးကမြတ်စွာဘုရားကိုသွားပြီးတော့ဖူးခြင်းတယ်အဲ့ဒီတော့သူ့ရဲ့သားလို့ချစ်ရတဲ့ကြည်ညိုရတဲ့ပါဝေယကကိုသွားပြီးတော့တိုင်ပင်တယ်အမေအဲ့ဒီဂေါတမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားကိုဖူးခြင်းတယ်အဲ့ဒီလိုလဲပြောလိုက်ရောပါဝေယကလူလေပဲဗျဂေါတမဗုဒ္ဓနဲ့သာသွားတွေ့မယ်ဆိုရင်သူ့ကိုကြည်ညိုသွားတာနဲ့ငါ့ကိုလုံးဝထက်တွက်တော့မှမဟုတ်တော့ဘူးတဲ့သူ့စိတ်ထဲမှာစဉ်းစားတာခမရဘာလို့သွားပြီးတော့ဖူးမြော်မှလဲအဲ့ဒီဂေါတမဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဟာအာဝတ္တနိယမာယာအောက်လမ်းပညာတတ်တယ်သူဒီရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုမကြည်ညိုရမနေနိုင်အောင်ဆွဲဆောင်တတ်တဲ့အတတ်ပညာဘုရားလက်ထက်ကဒိဋ္ဌိတွေကမြတ်စွာဘုရားကိုမနာလို့တော့အဲ့ဒါလိုအပုတ်ချကြတာအမှန်ကတော့မြတ်စွာဘုရားဆိုတာကသိပြီးတော့တပ်ပယ်တဲ့ရုပ်အရှင်ကိလေသာကိန်းနေလို့အင်မတန်ငြိမ်းချမ်းနေတဲ့မျက်နှာအဲ့ဒါလိုရုပ်အရှင်ဘက်ကရောဓမ္မဘက်ကရောပြောစရာမရှိအောင်ပြည့်စုံတာဆိုတော့မြင်ရရင်မကြည်ညိုရရင်မနေနိုင်ဘူးအဲ့ဒါကိုမနာလို့အဲ့ဒါလိုမြတ်စွာဘုရားကိုအာဝတ္တနိယမာယာတတ်တယ်လို့ပြောကြတာတဲ့အဲ့ဒါလိုပြောပြီးတော့တားလိုက်တော့ဒကမာကြီးကနောက်ဆုတ်သွားရောနောက်ရက်အနေငယ်ကြတော့ဒုတိယံပြီးနှစ်ကြိမ်မြောက်မြတ်စွာဘုရားကိုဖူးမြော်ခြင်းတော့သွားပြီးတော့တိုင်မင်းနေတားပြန်တာပဲတတိယအကြိမ်တိုင်မင်းနေတားပြန်တာပဲသရုဋ္ဌအကြိမ်ကြတော့မတိုင်မင်းတော့ဘူးအဲ့ဒါမြတ်စွာဘုရားစီကိုသူ့ရဲ့သားအရင်ကိုလွတ်တယ်ငါသားမနေ့ဖြန်မနေ့မှာအဲ့ဒီမြတ်စွာဘုရားကိုနောက်ပါတန်ခါများစွာနဲ့အိမ်ကိုဆွမ်းစားကြွပါလို့သွားပြီးတော့ပင့်ကြီးလို့ခိုင်းလိုက်တယ်အိမ်မှာမန္တကြီးထိုးပြီးတော့မြတ်စွာဘုရားတန်ခါတော်တွေဖုံးပေးဖို့ဆွမ်းကွမ်းတွေစီစဉ်ပြီးတော့တက္ကပါကြီးကနေတာအဲ့ဒါဘုရားသွားပင့်တဲ့သားကဘုရားစီတမ်းမသွားဘဲနဲ့ပါဝေယကစီကိုဝင်တာဝင်တဲ့အခါကျတော့မင်းဘယ်သွားမှတော့မြတ်စွာဘုရားကိုအမေကသွားပင့်ခိုင်းလို့ဖေရဟာသွားမပင့်နဲ့ကွာအမေစကားနားမထောင်မဲမနေရဲဘူးဖေရအေးအဲ့ဒီလိုဆိုရင်မင်းအမေစကားကိုလည်းနားမထောင်ရမရောက်အောင်ငါတို့အကြံစီလဲအောင်မြင်အောင်မင်းဖျားစီကိုသွားပြီးတော့ပင့်တော့ပင့်ခဲ့ကွာဒါပေမဲ့လို့မြတ်စွာဘုရားကြွလာရမယ့်နေရာကဘယ်နေရာဘယ်လမ်းဘဇုအိမ်လို့မင်းနေရာဒေသကိုမပြောခဲ့နဲ့တဲ့အရှင်ဘုရားမနေ့ပြန်ဆုံးဖုံးပေးကြွပါဘုရားလို့ဒါပဲပင့်ပြီးတော့ပြန်လာခဲ့အဲ့ဒါဆိုရင်မင်းတို့အိမ်ဘယ်နာနေမှမသိတော့အဲ့ဒီမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်အတွက်ချက်ထားတဲ့စွန့်နေကွန်းတွေကိုငါတို့နှစ်ယောက်စားကြတာပေါ့အဲ့ဒါလို့အကြံပေးတော့အဲ့ဒီကလေးကမြတ်စွာဘုရားကိုသွားပင့်တယ်အရှင်ဘုရားမနေ့ပြန်မှာတပည့်တော်တို့အိမ်ကိုဆုံးဖုံးပေးကြွပါဒါပဲပြောခဲ့တာ
နောက်နေ့မနေ့လင်းတဲ့အခါကျတော့နောက်ပါတန်ခါများစွာချမ်းရံပြီးတော့မြတ်စွာဘုရားကအိမ်တော်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်ကြွလာတယ်မြတ်စွာဘုရားရောက်မလာခင်မှာတက္ကထုံးကအရင်ရောက်လာတော့ဘုရားနဲ့အယူအဆမတူတဲ့အတွက်ကြောင့်အိမ်ခန်းထဲမှာသူ့ကိုတကားပေါက်ပိတ်ပြီးတော့ကျွေးစရာရှိတာကျွေးထားတာဒကမာကြီးကအချိန်တန်တော့မြတ်စွာဘုရားရောက်လာတော့သူအံ့ဩနေတယ်နေရာကိုမပြောခဲ့ပဲနဲ့ဘယ်နဲ့ကြောင့်ရောက်လာတော့အဲ့ဒါကိုဦးဇင်းတို့စာရဲကရှင်းပြထားတယ်ဘုရားဆိုတာတဲ့နတ်ပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းကိုလည်းသိတယ်တဲ့ဟုတ်လားဗြဟ္မပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်စိတ်ဝင်စားတယ်ဆိုရင်ငရဲပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်နောက်ဆုံးဘဝတန်တရားကထွက်မြောက်ရာဂတိဝိမု ക്ത လို့ဆိုရတဲ့နိဗ္ဗာန်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်ပါဝိဋ္ဌိမြို့တဲကရှိတဲ့အိမ်တအိမ်ကိုသွားရတဲ့လမ်းလောက်တော့ဘယ်မသိဘဲနေမှာလေတဲ့ဒီလိုလေးရှင်းပြထားတယ်ဒီတော့ဒကာရမတို့ဦးဇင်းတို့အတွက်သွားခြင်းတယ်ဆိုရင်ပန်းတိုင်အသီးသီးကိုရောက်တဲ့လမ်းတွေကိုမြတ်စွာဘုရားပြောမထားဘူးလားပြောထားတယ်ကိုကြိုက်တဲ့လမ်းကိုကိုလျှောက်ကြဖို့ပါပဲဟုတ်ရဲ့လားခုမြတ်စွာဘုရားကအိမ်ကိုရောက်လာတော့တက္ကထုံးကအံ့ဩနေတယ်အဲ့ဒါမြတ်စွာဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုစွန့်ဖုံးပေးဖို့စွန့်ကပ်စွန့်ဖုံးပေးပြီးပြီဆိုတော့မြတ်စွာဘုရားကအနုမောဒနာတရားများဟောကြားဒကမာကြီးဆိုတာမပြောနဲ့တော့ပျော်လိုက်တာပီတိတွေနဲ့ကြည်စံအတွေ့နောက်ကျလိုက်တာအင်မတန်နူးညံ့တဲ့အင်မတန်သိမ်မွေ့တဲ့အင်မတန်သက်ပဲတဲ့အင်မတန်အဓိပ္ပာယ်ရှိတဲ့တရားစကားတွေကိုပြောကြားတော်မူတဲ့မြတ်စွာဘုရားမြတ်စွာဘုရားကလေးနဲ့တဲ့အဓိပ္ပာယ်တစ်ခုကိုပြောလိုက်တိုင်းအောက်ကသာဓုအကျဉ်းချင်းခေါ်လို့ပြောပြီးတော့ပီတိတွေနဲ့နှစ်သက်နေတာဒကမာကြီးကမြတ်စွာဘုရားကလည်းရှေ့ကတရားဟောပေါ့ဗျာအဲ့ဒီလိုဒကမာကြီးကပီတိတွေနဲ့နှစ်သက်နေပြီမလို့အိမ်ကန်းထဲမှာတကားပေါက်ပိတ်ပြီးတော့စားတောက်နေတဲ့ပါဝေယကလုံးဝမကျေနပ်ဘူးပြက်စီးသွားပြီတဲ့ငါရဲ့လက်လာဘတွင်ကြီးခန်းချောက်သွားပြီဒီဒကမာကြီးကငါ့ကိုဘယ်လိုမှကြည်ညိုတော့မှမဟုတ်တော့ဘူးမနာလိုတဲ့တရားတွေဝန်တိုတဲ့တရားတွေနှိပ်စက်ပြီးတော့မအောင်နိုင်မအီးနိုင်မဲနဲ့တကားပေါက်ကိုပြုံးကနေဖွင့်ပရိသတ်တွေတန်ဃာတော်တွေနဲ့ဝန်းရံနေတဲ့မြတ်စွာဘုရားရဲ့ရှေ့ကိုရောက်လာပြီးတော့လက်ညှိုးထိုးပြီးတော့ဘုရားကိုဆဲတယ်တဲ့အဲ့ဒီတက္ကထုံးကဘုရားကိုဆဲပြီးအားမရတော့ဒကမာကြီးကိုလည်းဆဲတဲ့အယုဒ္ဓအနတ္တတွေပြောပြီးတော့အဲ့ဒါတခါတည်းထွက်ပြေးသွားတာပါဝေယကအဲ့ဒီမှာဒကမာကြီးကစောသောကဖြစ်နေတဲ့ပီတိတွေကြက်ပြောက်ငှက်ပြောက်ပျောက်သွားပြီမရှိတော့ရှက်လိုက်တာပရိသတ်ကြားတဲ့တန်ဃာတော်တွေရဲ့ရှိဘုရားရှင်ကိုတော်မြတ်ရဲ့ရှိငါမှဒီလိုယုံညံ့တဲ့ပုဂ္ဂိုလ်ကိုကိုးကွယ်ထားရတယ်ဒီလိုယုံညံ့တဲ့ပုဂ္ဂိုလ်နဲ့မိတ်ဆွေအပေါင်းအသင်းရှိတယ်လို့သူများတွေသိကုန်ပြီမျက်နာဓာတ်နဲ့သာလှိပစ်လိုက်ခြင်းတော့ငါတသက်လုံးကြွေးခဲ့မွေးခဲ့တဲ့ကျေးဇူးဂုဏ်ကိုမှမထောက်ငါကိုလူကြားတဲ့ပက်ပက်ဆက်ဆက်ပြောသွားတယ်ဆိုပြီးတော့ပါဝေယကရဲ့အကြောင်းကိုတွေးရင်နဲ့စောစောကဓမ္မကြောင့်ဖြစ်နေတဲ့ပီတိတွေရှိသေးသလားမရှိတော့ဘူးမြတ်စွာဘုရားရှိကဘာတွေဟောလို့ဟောနေမှန်းကိုမသိတော့ဘူးအဲ့ဒါလောက်ထိဖြစ်သွားတာအဲ့ဒီမှာမြတ်စွာဘုရားကဟောနေတဲ့ဒေသနာအစဉ်ကိုရက်ပြီးတော့ယခုနကဥစဉ်ပိဋကပေါင်းသူတော်ကောင်းတို့ကိုအကြံဉာဏ်လေးရှင်းပြခဲ့တဲ့ဂါထာလေးအဲ့ဒီမှာဟောတာဗျနော်သူတစ်ပါးဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုမစင်စားနဲ့သူတစ်ပါးကကိုယ့်ကိုမုံလို့ပြောတဲ့စကားတွေကိုအောက်မေ့မနေနဲ့ကိုဘာတွေလုပ်နေတယ်လုပ်မနေဘူးဆိုတဲ့ကိုအကြောင်းကိုသာလဲအရေးတကြီးစဉ်းစားသမ်းပါလို့ဒါလေးပြောပြတာနပရိသံဝီလောမာနိနပရိသံကတာကတံအတနောဝအဝေခေယကတာနိအကတာနိသပရိသံသူတစ်ပါးတို့ဤဝီလောမာနိမိမိအပေါ်မလျော်အောင်စိုးစိုးကားကားပြောကြလာတဲ့စကားရုပ်တို့ကိုနာအဝေခေယမကြည်မနက်စိတ်ဝဲမှတ်၍မပြတ်ခါကအောက်မေ့ဆင်ခြင်၍မနေရပရိသံသူတစ်ပါးတို့ဤကတာကတံပြုအပ်မပြုအပ်အယယဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝေခေယအလုတ်တခုကယူပြု၍ကြည်ရှုဆင်ခြင်၍မနေရအတနောဝမိမိဤသာလျံကတာနိစ္စပြုအပ်သောမှုတို့ကို၎င်း
အာဂတာနိစာမပြုအပ်သောမှုတို့ကို၎င်းအာဝကိယအလုံးတစ်ခုကယူပြု၍ကြည်ရှုစင်ကြယ်ကြကုန်ရာတည်းဒီအဓိပ္ပာယ်လေး၃ချက်ကိုဒီကနေ့ညဦးဇင်းတို့ရှင်းပြမှာနော်နံပါတ်1သူတစ်ပါးကကိုယ့်ကိုမုန်းလို့ပြောတဲ့စကားတွေပတ်ဝန်းကျင်ကနေကိုယ့်အကြောင်းကိုပြောနေတဲ့စကားသံတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုစဉ်းစားကြမလဲဟုတ်လားနံပါတ်2ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့လူသားတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ကာယကံမှုဝစီကံမှုသူတို့ရဲ့ကောင်းမကောင်းအလုပ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောထားကြမလဲနော်နံပါတ်3ကိုယ့်အကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောထားကြမလဲအရေးမကြီးဘူးလားအရေးကြီးတယ်ကိုယ်ခေါင်းထဲမှာသူများအကြောင်းတွေရှိခြင်းရှိသူများအကြောင်းမရှိရင်ကိုယ်အကြောင်းရှိတယ်ဘယ်ဟာကအရှိများလဲသူများအကြောင်းတွေကအရှိများတယ်ဗျကိုယ်ကလွဲရင်သူများပဲလေဟုတ်လားအေးဒါကြောင့်ဒီ၃ချက်ကိုဒါဦးဇင်းတို့စပြီးတော့ပြောကြမယ်ပရိသံသူတစ်ပါးတို့ဤဝီလောမာနီမိမိအပေါ်မလျော့အောင်စောစောကားကပြောကြားလာတဲ့စကားရုပ်တို့ကိုနတ်အဝက်ခေယမကြည်မနှက်စိတ်ဝဲမှတ်၍မပြတ်ခါကအောက်မေ့ဆင်ခြင်၍မနေရဘဝမှာလူရည်လို့ဖြစ်လာရင်ပတ်ဝန်းကျင်ဆိုတာရှိတယ်ပတ်ဝန်းကျင်ဆိုတာရှိလာလို့ရှိရင်ကိုယ့်အပေါ်မှာလိုတဲ့လူတွေရှိတယ်လို့မလိုတဲ့လူတွေလည်းရှိမှာပဲလူတိုင်းသဘောကျအောင်ဘယ်သူမှမဆောင်ရွက်နိုင်ပါဘူးမြတ်စွာဘုရားလောက်အပြစ်ကင်းတဲ့ပုဂ္ဂိုလ်ကိုတောင်မကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိသေးတာပဲမဟုတ်လားမကြိုက်ရင်မကြိုက်သည့်အားလျော်ဆိုတာသူတို့မကြိုက်တဲ့အထင်ကိုနှုတ်ကမြွက်ပြီးတော့ပြောမှာပဲဗျအဲ့ဒါတားလို့မရကိုယ်လည်းပဲသူများကိုမကြိုက်ရင်မကြိုက်သည့်အားလျော်ဆိုတာပြောတာပဲမဟုတ်လားအဲ့တော့သူ့အထင်ကိုသူလွတ်လွတ်လပ်လပ်ဖော်ထုတ်တာကိုကိုကဘာခံစားရရရှိလဲစဉ်းစားကြည့်နော်ဒကာကြီးဒီမိုင်းများသူမကြိုက်လို့မကြိုက်ဘူးပြောတဲ့ကိစ္စကိုအတွက်ဘလောက်အရေးပါလို့အဲ့ဒါကိုကခံစားနေတာလေမခံစားသင့်ဘူးဗျသူပြောတာသူ့စကားသူထင်တာသူ့အထင်ဟာကိုဘာမှတကယ်တမ်းကပြောင်းလဲသွားစေတာမဟုတ်ဘူးဆိုလိုတာကသူ့ရဲ့စကားတန်တွေဟာကိုယ့်အပေါ်မှာဘာအကျိုးသက်ရောက်မှုမှတကယ်စင်စစ်ကတော့မရှိဘူးဟုတ်လားအဲ့ဒီစကားတန်ကြောင့်တော့ကိုဘာမှဖြစ်မသွားဘူးချီးမွမ်းလို့လည်းပဲကိုတကယ်ကောင်းမသွားဘူးပင်ကိုကမကောင်းရင်မကောင်းပဲကဲရဲ့လို့လည်းပဲကိုတကယ်ယုံမာတဲ့လူတယောက်ဖြစ်မသွားဘူးကိုပင်ကိုကဆိုးရင်ဆိုးမှာပဲကိုပင်ကိုကကောင်းရင်ကောင်းမှာပဲဟုတ်လားဒါကြောင့်စကားသံတွေနဲ့ပတ်သက်ပြီးတော့ခိုင်မာတဲ့စိတ်ဓာတ်ရှိဖို့လိုအပ်တယ်ပတ်ဝန်းကျင်ကပြောတိုင်းတုန်လှုပ်နေမယ်ဆိုလို့ရှိရင်တရွက်6တရွက်လို့ကိုယ့်ရဲ့ဘဝဟာလွင့်မျောသွားနိုင်တယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကသေလောယထာဧကကနောဝါဒေနနသမိရတိဧဝောနေနပတံသာတုနသမိစ္ဆန္တိပန္တိတာအမျှော်မြင်ကြီးတဲ့လူဉာဏ်ရှိတဲ့လူဆိုတာပတ်ဝန်းကျင်ကထွက်လာတဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းစကားသံတွေကိုမတုံလှုပ်သင့်ဘူးတဲ့ဥပမာဘာနဲ့တူလဲဆိုရင်တခဲနဲ့ကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးဟာအရက်လေးမျက်နှာကတိုက်ခတ်လာတဲ့လေတို့ကြောင့်မတုံလှုပ်တယ်လို့မျိုးပဲတဲ့ဉာဏ်ရှိတဲ့လူဆိုတာအဲ့ဒါပတ်ဝန်းကျင်ကလေသူများရဲ့နှုတ်ဖျားကနေပြီးတော့အတန်ဒီဟုသောလေတွေကတော့ကိုယ့်စီကိုတိုက်ခတ်လာမှာပဲလေကိုကအဲ့ဒါတုံလှုပ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာဘာမှခိုင်မာမှုမရှိတော့ဘူးအဲ့တော့သူများပြောတိုင်းခံစားမနေနဲ့ခံစားနေရင်ကိုယ်မှာဒေါသဖြစ်တဲ့အချိန်ကုန်တယ်ဘာအကျိုးမှမရှိမခံစားဖို့ရာကလည်းကိုကနှလုံးသွင်းမှန်ဖို့လိုသေးတယ်ဘယ်လိုနှလုံးသွင်းရမှာလဲဆိုတော့အဲ့ဒီစကားသံတက်ကြောင့်တော့ငါဘာမှပြောင်းလဲမသွားဘူးဆိုတဲ့အချက်သူကောင်းတယ်ပြောလို့လည်းတကယ်ကောင်းတာမဟုတ်သူဆိုးတယ်ပြောလို့လည်းကိုတကယ်ဆိုးသွားတာမဟုတ်ဘူးကိုကတော့ငကိုအတိုင်းပဲသူထင်တာသူ့အထင်ပဲလေသူပြောတာသူ့အပြောပဲလေဟုတ်လားတချို့ဒါကိုသဘောမပေါက်တော့ကဲ့ရဲ့တန်ကိုမခံနိုင်လို့ရှက်လွန်းလို့ဘဝကိုအဆုံးစီရင်သွားတဲ့လူတွေတောင်ရှိတယ်ဟုတ်လားချီးမွမ်းတဲ့တွေကိုမခံနိုင်လို့အောက်ခြေတွေလော့ပြီးတော့တဲဟုတ်တဲ့ငါပဲဆိုပြီးတော့မတူမတန်တယ်လို့ပတ်ဝန်းကျင်ကိုဆက်ဆံသည့်အထိမိုက်မဲတဲ့လူတွေရှိတယ်
ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းလေပြင်းကြားမှာမရှုမလားကြဆုံးသွားတာဟုတ်လားဒါကြောင့်ဘေးကဘာပြောဒါလေးနဲ့ပတ်သက်ပြီးတော့အတူယူစရာအားကျစရာလေးဦးဇင်းတို့ပြောပြခြင်းတယ်မြတ်စွာဘုရားလက်ထက်ကယဟန်တော်လေးတစ်ပါးတောရဆောက်တည်ပြီးတော့တောအုပ်ရဲ့တနေရာမှာသင်္ကန်းကျောင်းလေးဆောက်ပြီးတော့ရွာနဲ့မနီးမဝေးသတင်းသုံးပြီးတော့နေတာထူးခြားတာကဘာလဲဆိုတော့အဲ့ဒီရွာကအိမ်တအိမ်ကဒကာဒကမတွေနဲ့အဲ့ဒီယဟန်တော်လေးကအင်မတန်ရင်းနှီးတယ်အင်မတန်ခင်တယ်ခင်တော့တခါဆိုအဲ့ဒီအိမ်ကိုသွားပြီးတော့လဲတယ်တရားစကားပြောတယ်အိမ်ကလူတွေကလည်းသူ့ကိုသားလို့ညီလို့အကိုလို့ချစ်တယ်ခင်တယ်ကြည်ညိုတယ်ပေါ့ဟုတ်လားအဲ့ဒီလိုနဲ့တခါတလေဆိုသူကညင့်နဲ့မှပြန်တယ်အဲ့ဒီအိမ်မှာပဲနေတာအဲ့ဒီလိုနဲ့ဆက်ဆံမှုကသိရင်းနှီးလွန်းတော့အဲ့ဒီသင်္ကန်းကျောင်းလေးနားမှာရှိတဲ့တစ်ပင်ကိုစောင့်တဲ့တစ်ပင်စောင့်နှက်ကစိုးရိမ်တယ်ဒီယဟန်လေးရဲ့ပုံမှာသူကမေတ္တာရှိတယ်ဗျဒီယဟန်လေးအဲ့ဒီအိမ်ကိုအင်မတန်ရင်းနှီးတာပဲရင်းနှီးလွန်းအားကြီးပြီးတော့ပျက်စီးသွားရင်တော့ဒုက္ခအဲ့ဒီလိုယဟန်တော်လေးအပေါ်မှာကောင်းစေခြင်းနဲ့စိတ်ရှိတဲ့အတွက်ကြောင့်ပျက်စီးမှဆိုးလို့ဆိုပြီးတော့အဲ့ဒီအိမ်ကိုမသွားအောင်ဆိုပြီးတော့ဘာလုပ်တယ်လဲဆိုတော့အဲ့ဒီနက်ကအဲ့ဒီယဟန်တော်လေးနဲ့ယဉ်နေတဲ့အိမ်ကဒကမဟန်ဖန်ဆင်းပြီးတော့နတ်ကဖန်ဆင်းတာနော်ဒကမဟန်ဖန်ဆင်းပြီးတော့အဲ့ဒီယဟန်တော်လေးစီကိုရောက်လာတယ်ရောက်လာတော့ကိုတော်လေးကအဲ့ဒါကိုနတ်လို့ဘယ်သိမှလဲသူ့အိမ်ကဒကမပဲလို့ထင်တာအဲ့ဒီမှာဒကမကလျှောက်တယ်တဲ့အရှင်ဘုရားလမ်းစုံလမ်းကွာလမ်းလေးကွာလူတွေဆုံတိုင်းယထာစိတ်တွေမှာဥယျာဉ်တွေအပန်းဖြေတဲ့နေရာတွေမှာလူတွေစုပြီးတော့အရှင်ဘုရားနဲ့တပည့်တော်ကိုဘာလိုညာလိုပြောနေကြတယ်တဲ့ပိဋကရေဘယ်သူကပြောတာတော့နတ်ကပြောတာဘယ်သူပုံစံဖန်ဆင်းပြီးတော့ပြောနေတာလဲဒကမပုံစံဖန်ဆင်းပြောနေတာတော်ယုံတန်ယုံလူဆိုရင်အဲ့ဒီယဟန်တော်လေးနေရာမှာနေကြည့်ဘလောက်တုန်လှုပ်သွားမလဲဒကမကြီးကိုယ်တိုင်လာပြောနေတာနော်အဲ့ဒီလိုပြောတော့အဲ့ဒီယဟန်တော်လေးကပြန်ပြောတဲ့စကားကအင်မတန်အနှစ်ရှိသူဉာဏ်ဘလောက်ကြီးသလဲလောကရဲ့အပေါ်မှာသူဘလို့ရှုမြင်ထားသလဲဆိုတာကိုခံမှန်းလို့ရတယ်ဘာပြန်ပြောတုံဆိုတော့ဒကမကြီးတဲ့ကိုယ့်ရဲ့နားထဲကိုပတ်ဝန်းကျင်ကသကားတန်လေးဆိုတာအမျိုးစုံနေအောင်ရောက်လာနိုင်တာပဲတဲ့အဲ့ဒါကိုတားလို့စီးလို့မရပါဘူးတဲ့သူများပါဇက်ပေါက်တွေဘလို့လို့လိုက်ပိတ်မှာလဲဟင်ဒကမကြီးအဲ့ဒီစကားတန်တွေနဲ့ပတ်သက်ပြီးတော့တားလို့စီးလို့မရပါဘူးတဲ့သူဆက်ပြောတာလေးကသိစိတ်ဝင်စားစရာကောင်းတယ်ဒေနာထိုစကားကြောင့်မင်းခုမျက်နှာမသားမရသည်မှာဟုတ်တပံမဖြစ်ထိုက်ပါဘူးပတ်ဝန်းကျင်ကစကားတန်တွေကြောင့်မျက်နှာမသားမရမဖြစ်ထိုက်ဘူးတဲ့နော်ဘာဆက်ပြောတော့ဒေနာဟိထိုစကားတန်တို့ကြောင့်ဒေနာထိုစကားတန်တို့ကြောင့်အာငါသည်အဲ့ဒီစကားတန်တွေကြောင့်ငါဟာဘာမှယုံညံ့သွားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်မသွားဘူးစကားတန်တွေကြောင့်သူဘာမှယုံညံ့တဲ့လူတယောက်ဖြစ်မသွားဘူးစောစောကဥသင်ပြောခဲ့တဲ့အဓိပ္ပာယ်ပေါ့နော်စကားတန်တွေကြောင့်တော့ကိုဟာယုံညံ့တဲ့လူဖြစ်မသွားဘူးပင်ကိုယ်ကကောင်းရင်ကောင်းမှာပဲပေါ့ဟုတ်လားအဲ့ဒီလိုယဟန်တော်လေးကပြောပြီးတော့တောထဲမှာမိဂဝါဒဆိုပြီးတော့လူတွေကိုအင်မတန်ကြောက်တဲ့သမင်ဟာအစာရှာစားရင်းနဲ့ချက်ခနဲ့ကြားတိုင်းခေါင်းထောင်ကြည့်ချက်ခနဲ့ကြားတိုင်းခေါင်းထောင်ကြည့်အတန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလောက်တုန်လှုပ်နေရင်ဘယ်မှာတည်ငြိမ်တဲ့စိတ်ရှိတဲ့လူလို့ပြောလို့ရမှာလဲတဲ့အတန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလောက်တုန်လှုပ်နေရင်တည်ငြိမ်တယ်လို့ပြောလို့မရဘူးမတည်ငြိမ်ဘူးဆိုလို့ရှိရင်လေးနဲ့တဲ့အသိဉာဏ်မဖြစ်နိုင်ဘူးပတ်ဝန်းကျင်ကစကားသံတွေကိုအမြဲတမ်းခံစားနေမယ်ဆိုရင်အသိဉာဏ်တူရဖို့အတွက်အနှောင့်အယှက်ဖြစ်တယ်ဗျဟုတ်လားတခါကြီးဒီမိုင်းများဒါကြောင့်ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုပြသဖို့အတွက်ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ရှုံချတဲ့စကားသံတွေကိုကြံ့ကြံ့ခံနိုင်တဲ့အတွေးတွေရှိဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေမှာလူကြားထဲမှာနေရတာချစ်သူရှိသလိုမုန်းသူလည်းရှိမယ်ချီးမွမ်းတာရှိသလိုကဲ့ရတာလည်းရှိမယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ငါဘာမှဖြစ်မသွားဘူးလို့နားလည်ပြီးတော့ဘာမှမဖြစ်တဲ့အရာတွေကိုဘာမှမဖြစ်တယ်လို့ပဲသဘောထားရမယ်
ဘာမှအရေးမပါတဲ့အရာကိုအရေးသိပ်ပါတယ်လို့ထင်ပြီးတော့အဲ့ဒါကိုအချိန်ကုန်ခံပြီးတွေးမယ်ဆိုရင်ကိုယ့်ရဲ့ဘဝဟာယုံညံ့မှုတွေနဲ့နစ်မွန်းသွားနိုင်တယ်နော်ဟုတ်လားအေးဒါကြောင့်နံပါတ်1မုံလို့ပြောတဲ့စကားတွေကိုမြင်နိုးတဲ့ပစ္စည်းတစ်ခုကိုထုတ်ပြီးတော့ကြည့်တယ်လို့မျိုးတချို့ပြန်ကြည့်နေတာဗျဘယ်တော့မှငါ့ကိုဘယ်သူကဘယ်လိုပြောတာမမေ့နိုင်ဘူးလေဟုတ်လားတချို့ဆိုရင်အဲ့ဒီလူငါ့ကိုဒီလိုပြောတာငါတစ်သက်လုံးမမေ့ဘူးမပြောဘူးလားအေးအဲ့ဒါကိုမြတ်စွာဘုရားကအချိန်ကုန်တဲ့လူပန်းတဲ့ဘာမှအကျိုးမရှိဘူးထုတ်ပြီးတော့မခံစားပါနဲ့တဲ့ဟုတ်ရလားအေးအဲ့ဒါပထမအဓိပ္ပာယ်ရဲ့ရှင်းလင်းချက်ဒုတိယအဓိပ္ပာယ်ဆက်ပြီးတော့သွားကြရအောင်ပရိသံသူတော်ဘာတို့ဤကတာကတံပြုတ်အပ်မပြုတ်အပ်အရရဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝဲခေယအလုတ်တခုဂယုပြု၍ကြည့်ရှုဆင်ញင်၍မနေရပတ်ဝန်းကျင်မှာလူတွေအများကြီးရှိတယ်ဇေယျအမျိုးမျိုးရှိတယ်ကိုကြိုက်တာကိုကိုကြိုက်တယ်လို့အသီးသီးလုပ်ပြီးတော့နေကြတာမရှိဘူးလားကိုကြိုက်တယ်လို့ပြောမယ်ကိုကြိုက်တယ်လို့လုပ်မယ်ကိုယ်စိတ်ထဲကောင်းတယ်လို့ထင်တာကိုအသီးသီးပုံစံအမျိုးမျိုးနဲ့လုပ်နေကြမှာပဲလေလူတွေကအဲ့ဒါကိုဘယ်လိုလုပ်တာကတော့ကောင်းတယ်ဘယ်လိုလုပ်တာကမကောင်းဘူးလို့ကိုကဆရာကြီးတတိုင်းနဲ့လိုက်ပြီးတော့ကွန်ထရိုးလုပ်လို့ရမလားအဲ့ဒါကိုကမကြည်မနဲ့ဘယ်လူတော်မဟုတ်လိုက်တာသူများလုပ်နေတာနဲ့ပတ်သက်ပြီးတော့ကိုကဘာဖြစ်နေခံစားနေတာဟုတ်လားဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုယ့်အတွက်ဘာမှအရေးမကြီးဘူးဗျတကယ်ကတော့သူလုပ်တာသူ့ကံလေဟုတ်လားသူ့ကံဟာသူ့ကိုပဲအကျိုးပေးမှာလေရှင်းရှင်းလေးနော်ဒကာကြီးဒီမကြီးများကိုလုပ်တာကိုကံဒီကိုကိုအကျိုးပေးမယ်ဘောင်းမဲကြောင့်သူ့အကျိုးပေးမဲ့သူ့ကံတွေကိုကိုကအရေးတကြီးသွားပြီးတော့လောကုတ်ချောနေတာလေမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်နေဗျသူများအကြောင်းတွေကိုတွေးရင်တော့များသောအားဖြင့်အကုသိုလ်ဖြစ်တာပဲများတယ်ဒါဒကာကြီးဒီမကြီးများနားလည်နိုင်ပါတယ်အတွေ့အကြုံတွေလည်းပဲထက်ချီတလဲလဲများလာပါရော့ပဲစဉ်းစားကြည့်နော်အကုသိုလ်တွေများသောအားဖြင့်ဖြစ်တယ်စိတ်ထဲမှာလောဘတွေဒေါသတွေဖြစ်ရတယ်ဆိုတာသူများအကြောင်းစဉ်းစားလို့ဖြစ်တာဗျဟုတ်လားမုန်းတဲ့လူအကြောင်းစဉ်းစားကြည့်အဲ့ဒီလူပြေးလဲနေရင်ကိုသိပ်ပြီးတော့မကျေနပ်ချင်အဲ့ဒီလူမပြေးလဲဘူးဆိုလို့ရှိရင်မဟုတ်တဲ့အပြုံးတွေနဲ့ကျေနပ်ပြီးတော့နေတာနော်ချစ်တဲ့လူအကြောင်းစဉ်းစားမယ်ဆိုတော့ရောသူမပြေးလဲဘူးဆိုတော့ကိုကစိုးရိမ်လို့ကိုပါမပြေးလဲရောဟုတ်လားသူပြေးလဲဆိုတော့လည်းပဲလောဘတွေနဲ့ရစ်မှုပြီးတော့နေပြန်တာပဲဟုတ်လားများသောအားဖြင့်တော့သူများအကြောင်းစဉ်းစားရင်ဒေါသတွေအင်မတန်ဖြစ်ရတယ်မဟုတ်တာတွေလုပ်နေတာတွေကိုစဉ်းစားမိတော့ကြည်သာလူယုံမာတွေမဟုတ်တာတွေလုပ်နေတာမစဉ်းစားဘူးလားအဲ့ဒီလူယုံမာတာမယုံမာတာမသေးကြပေမဲ့လို့အဲ့ဒီတည်ငါမှအဲ့ဒါလို့တွေးနေတော့ကိုကတော့ယုံမာသွားတာအမှန်ပဲဗျာလူယုံမာတွေလို့စဉ်းစားလိုက်တော့စိတ်ထဲမှာဘာတွေဖြစ်လာတော့ဒေါသတွေဖြစ်လာတယ်ဟုတ်လားကောင်းတာတွေလုပ်နေတဲ့လူတွေကိုစဉ်းစားမိတဲ့နေရာမှာတောင်မှအလကားပါကွာထောင်မြင်လို့ရာစွန့်နေတာပါအလကားစိတ်ကောင်းနှလုံးကောင်းနဲ့လုပ်နေတာမဟုတ်ပါဘူးလို့စိတ်ထဲကဒေါသတွေဖြစ်တာရောမရှိဘူးလားရှိတယ်သူများအကြောင်းတွေကလည်းကိုယ့်ရဲ့နားတဲ့စိတ်ထဲကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဝင်နေတာဗျသတင်းသားတွေကလည်းဝင်နေ TV တွေကလည်းဝင်နေရေဒီယိုတွေကလည်းဝင်နေသူများအကြောင်းတွေခေါင်းနဲ့အမြဲတမ်းရောက်မနေဘူးလားရောက်နေတယ်အဲ့ဓာတွေကိုစဉ်းစားရင်နဲ့ကိုတကယ်လုပ်ရမယ့်အလုပ်ကိုအတွက်အင်မတန်အဖို့တန်တဲ့အချိန်တွေဟာအများကြီးဆုံးရှုံးသွားတာမသေးကြဘူးလားအချိန်ဆုံးရှုံးတာမှရိုးဆုံးရှုံးတာမဟုတ်ဘူးအကုသိုလ်တွေဖြည့်ရင်းနဲ့ဆုံးရှုံးသွားတာဟင်ဒကာကြီးဒီမိုင်းများအဲ့ဒါဟုတ်လားသူများအကြောင်းစဉ်းစားရင်အချိန်ကုန်တာမှရိုးကုန်တာလားအကုသိုလ်ဖြည့်ရင်းနဲ့ကုန်တာလားအိမ်ကြတော့အေးဆေးခေါင်းအေးနဲ့စဉ်းစားငါရဲ့ကုန်ခဲ့တဲ့အချိန်တွေဟာသူများအကြောင်းစဉ်းစားရင်းနဲ့ကုန်ခဲ့တဲ့အချိန်တွေဘလောက်များလဲလို့စဉ်းစားကြည့်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကမဟာကရုဏာနဲ့ဆုံးမတာသူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာမင်းအလုပ်မဟုတ်ဘူးတဲ့ဒါကြောင့်အဲ့ဒါကိုခေါင်းထဲထည့်ပြီးတော့အလုပ်ကြီးတစ်ခုလို့သဘောထားပြီးတော့စဉ်းစားမနေနဲ့တဲ့အပြတ်တားထားတာနော်ကိုရှင်တို့ဟောတာလားဘုရားဟောတာလားဘုရားဟောတာစိတ်ချမ်းသာခြင်းညတဲ့အကျိုးရှိခြင်းညတဲ့ဆိုရင်အဲ့ဒီတားမြစ်ချက်လေးတစ်ခုကိုသာလျင်တ
တိတိကျကျအနည်းဆုံးအနည်းဆက်ဆုံးဖြစ်အောင်လိုက်နာနိုင်မယ်ဆိုရင်တကယ်ကိုစိတ်ချမ်းသာကြမှာပဲမယုံရင်လက်တွေ့လုပ်ကြည့်နော်သူများအကြောင်းတတ်နိုင်သမျှခေါင်းထဲကဖယ်ထားနိုင်မယ်ဆိုရင်စိတ်အင်မတန်ချမ်းသာဖို့နီးစပ်သွားပြီ